ဒီမန္တလေးစကိုင်းငလင်လောက်တဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့သာသနာဝင်းထဲမှာရှိနေတယ်အိမ်မှာရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီအချိန်ကာလဟာခဏလေးဆိုပေမဲ့လည်းပဲကဘာပြတ်တယ်လို့ပဲဖြစ်ပါတယ်ကိုကျောင်းတိုင်းမှာဦးဇင်းတို့စီဒီဆိုလို့ရှိရင်18စုရှိတယ်စီဒီ18စုလုံးဦးဇင်းပြတ်ပါတယ်တိမ်ပြတ်တယ်ကြောင်းနေပြတ်တယ်တဆောင်းနေပြတ်တယ်တတိုင်းနေပြတ်တယ်သာသနိကစောက်ဦးမှန်တွေများကတော့အားလုံးမိဘပျက်စီးယူရင်းချင်းတို့ရောက်ပါတယ်ငလျင်ကြီးစလုပ်တဲ့ချိန်ကလောက်ကနောက်ဆုံးတော့လူတွေကနေပြီးတော့မှဘုန်းကြီးတပည့်တော်တို့မိသားစုတွေအိမ်အောက်မှာပိတ်မိနေတယ်တချို့မိသားစုတွေလာရေးကယ်ပေးပါစားကြည့်သည်ဖြင့်ဝမ်းနဲ့ပတ်လက်ပူဆွေးငိုကြွေးနေကြတဲ့ပုံကိုယ်တွေများစွာသောပုံကိုယ်တွေကိုဝဇင်းတို့တွေရာကျောင်းတိုက်တန်ဃာတွေနဲ့တူတူများစွာတွေ့ရတယ်ဒီနေ့ထက်ထိလူအများစုဟာအပင်အောက်တွေမှာအဆောက်အဦကြီးတွေရဲ့အောက်မှာမနေရသေးဘူးဒီနေ့ထက်ထိမိမိတို့ရဲ့အိမ်မှာကြီးမားတဲ့ထိခိုက်မှုမရှိတော့ညာလည်းပဲအိမ်အပြင်မှာပဲအိတ်နေတဲ့မိသားစုဝင်တွေအများအကြီးရှိနေပါသေးတယ်အဲ့ဒီပုံကိုယ်တွေကိုလည်းပဲငလျင်ဘေးကင်းလို့ရဖြစ်တဲ့ဦးစင်းရဲ့ကြောင်းဝိုင်းတွင်းမှာပဲအိမ်ရနေပြီးတော့လာခဲ့ကြဒီမှာပဲတက်နိုင်သလောက်နေကြဆိုပြီးတော့ဦးစင်းကတက်နိုင်သလောက်ဆောင်းရှောက်ပေးတာတယ်လုံပူအိုက်တဲ့ရာသီမှာဖြစ်တဲ့အတွက်ကြောင့်ရေချိုးရဲ့ကျမကြီးအတွက်တိုင်းလက်တည်းရဲ့ဒါတွေအတွက်ကိုလည်းဦးစင်းတို့ကကြောင်းတိုက်ကြီးကိုလည်းဒီမှာရှိနေတဲ့ငလျင်ဘေးသင်ပုံကိုယ်တွေအားလုံးကိုတစ်မျိုးလုံးနှီးပြန်တော့ပါဦးစင်းကဆောင်ရွက်ထားတယ်အခုငလင်တန်ကာလမှာemergency response အဖြစ်အလူရှင်နေနဲ့တော့၎င်းအသင်းဖွဲ့များနဲ့တော့၎င်းချိတ်ဆက်ပြီးတဲ့အခါမှာအသင်းတော်အနေနဲ့လိုအပ်တဲ့အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့စံစီစာငြို့ချက်သွန်အစားအသောက်ပေါ့နော်စီဝါဒီအရာတွေကိုကျွန်တော်တို့စီမံဆောင်ရွက်ပြီးတော့ကူညီပံ့ပိုးတယ်အဲ့တော့ဦးဇင်းတို့ဒီ office နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကစဖြစ်ဖြစ်ချင်း3-4ရက်လောက်ရောက်မှာတော့ဦးဇင်းတို့ biscuit စရှိတဲ့စားအာဟာရတွေကိုလည်းပဲကျွေးမွေးလူတန်းချင်းကုသိုလ်ကောင်းမှုတွေများစွာပြုလုပ်ခဲ့တယ်ခုချိန်မှာဆိုရင်လည်းပဲဦးဇင်းတို့ office ဖွဲ့ကနေပြီးတော့မှကျောင်းတိုက်တွေပြုပြင်သွားတဲ့ကျောင်းတိုက်တွေရဲ့ကြံ့ခိုင်မှုတွေပြန်လည်ပြုပြင်လို့ရနိုင်တဲ့တိုက်တာတွေကိုဦးဇင်းတို့ live စစ်ဆေးနေတယ်ပေါ့ပြန်လည်ပြုပြင်လို့မရတော့တဲ့ဟာတွေကိုလည်းပဲပြန်ဖြိုဖျက်ပြီးတော့မှလုပ်တဲ့နေရာမှာအင်အားအနေနဲ့ဖြစ်ပြီးတော့မှပူပေါင်းပါဝင်ပြီးတော့မှဒီလိုကလက်တွဲကြမယ်ပုံကိုယ်တွေပဲဦးစံလို့ဖြစ်ပါတယ်အခုလို World Vision အဖွဲ့နဲ့ဒါကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဘာသာရေးအသင်းဖွဲ့တွေနဲ့ကျွန်တော်တို့လှုပ်ဆောင်မယ်ဆိုရင်လည်းအများကြီးလှုပ်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ပြန်လည်ထူထောင်ရေးကာလမှာလှုပ်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ် World Organization တစ်ခုအနေနဲ့ကူညီပြီးတော့ပါဝင်ဆောင်ရွက်မယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာလူမှုမြင့်တည်ရေးဘဝတွေကိုလှုပ်ဆောင်နေတဲ့ဒီတာမကစိတ်ပိုင်းဆိုင်ရာပေါ့နော်ခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ trauma တွေကိုလည်းပဲအများကြီးကူညီမဆာမှုပြုပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကယုံကြည်မျှော်လင့်ပါတယ်ဒါကြောင့်မလို့ဟေရှာယမှာဖော်ပြထားတဲ့ဒုက္ခရသောဒဏ်ချက်များအဖြစ်ငါတို့သည်အနာပြောင်းလဲရှိတယ်ဆိုတဲ့နှုတ်ကပတ်တော်ပေါ့နော်ခရစ်တော်ကဒဏ်ချက်တီဒဏ်ရာတွေကြားထဲမှာလူတွေကိုနှစ်သိမ့်ပေးတယ်လို့ပဲအသင်းတော်အမှုတော်ဆောင်ခြင်းဟာမိမိတို့ရဲ့ခံစားနေရတဲ့ဝေဒနာတွေထဲမှာပဲသူတစ်ပါးကိုကုသမှုပေးဖို့ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အသက်တာကိုခွန်အားယူတယ်ဘာသာရေးအသင်းဖွဲ့တွေဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေလိုအပ်တာတွေကိုကူညီနေရင်းနဲ့ဘုရားသခင်ထံတော်ဘာကနေခွန်အားကိုယ်တိုင်ယူပြီးတော့သူတစ်ပါးကိုကူညီမဆရင်းနဲ့ပဲဒီအခက်အခဲတွေကိုကြော်ဖြတ်နိုင်မှုပဲဖြစ်ပါတယ်။ဒါကြောင့် Omission ဖွဲ့ကိုလည်းပဲကျေးဇူးတင်ကြောင်းနဲ့ဒီမကြီးတို့အားလုံးသူတော်စင်တွေကိုလည်းပဲဒီလိုဘေးဒုက္ခတွေဘဝဒုက္ခတွေဘယ်တော့မှမကြုံမကြရောက်ရဘဲနဲ့ဘဝမှာစိုးရိမ်မှုတွေကင်းပူပန်မှုတွေကင်းတောကတွေကင်းယောဂတွေရှင်းနဲ့အသက်ရာကျော်ရှည်ကြပြီးကောင်းကျိုးလိုရာဆန္ဒမှန်သမျှတွေပြေဝကြပါစေလို့ဆုတောင်းပြုပေးလိုက်ရပါတယ်